ရှေ့သင်ခန်းစာတွေမှာကျွန်တော်တို့ဒီ electrical drawing တွေကိုရေးဆွဲတဲ့နေရာမှာကျွန်တော်တို့ပုံစံမကျတာတွေတွေ့နေရတယ်เนาะကျွန်တော်စီကို note လာထက်တဲ့သင်တန်းသားတွေကရေးဆွဲတဲ့နေရာမှာတချို့တေချာမရေးဆွဲထားတာတွေသင်္ကေတတွေရေးဆွဲထားတာကလွဲမှားနေတာတွေရှိတယ်เนาะအဲ့ဒီတော့ကျွန်တော်ဒီသင်္ကေတတွေနဲ့ပတ်သက်ပြီးတော့မှသင်ခန်းစာတစ်ပုဒ်အခုရှင်းပြပေးပါမယ်เนาะသင်ခန်းစာတစ်ပုဒ်အနေနဲ့ရှင်းပြပေးသွားမယ်အဲ့ဒီတော့ဒီ standard နဲ့ပတ်သက်ပြီးတော့เนาะဘယ်လိုနီးစနစ်တွေနဲ့ရေးဆွဲရမလဲဆိုတာကကျွန်တော်တို့ဒီ INC standard ဆိုပြီးတော့ရှိတယ်နောက်တစ်ခါ NEMA standard ဆိုပြီးတော့ရှိတယ်เนาะ NEMA standard ဆိုတာတော့ဒါ US standard ပေါ့เนาะ INC standard က Europa standard ပေါ့เนาะအဲ့ဒီတော့အဲ့လိုမျိုးအကျဉ်းအပြင်မှတ်ထားလို့ရတယ်เนาะအခုကျွန်တော်တို့ရှေ့မှာသုံးခဲ့တဲ့ standard ကပေါ့ကျွန်တော်တို့က INC standard ကိုသုံးထားတယ်เนาะနောက်ထပ်လည်းဆက်ပြီးတော့သင်ခန်းစာတွေပြောရမယ်ဆိုရင်လည်းကျွန်တော် INC standard ကိုပဲသုံးပြီးတော့ပြောရမယ်เนาะဒါလို့ဆိုတော့ဒီ INC standard ကိုသုံးလိုက် NEMA standard ကိုသုံးလိုက်ဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းထဲမှာရှုပ်ထွေးသွားပြီးတော့မှအဆင်မပြေမှုတွေကြုံရနိုင်တယ်เนาะဒီသင်ခန်းစာကိုဒီ drawing ကိုဖတ်တဲ့နေရာမှာအဆင်မပြေမှုတွေဖြစ်နိုင်တယ်အဲကြောင့်မို့လို့တစ်ခုဆိုရင်တစ်ခုပဲပေါ့เนาะအခုနောက်ပိုင်းအသုံးများလာတဲ့ INC standard ကိုပဲကျွန်တော်ရေးဆွဲပြသွားမယ်ဒါပေမဲ့ INC standard နဲ့ကျွန်တော်တို့က drawing တွေကိုဆွဲနိုင်ပြီဆိုလို့ရှိရင်ဒီ NEMA အတွက်ကမခက်ခဲတော့ဘူးเนาะ NEMA အတွက်ဒါရေးဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ internet မှာ Google မှာပေါ့เนาะ internet မှာကျွန်တော်တို့ NEMA standard ဆိုပြီးတော့ရိုက်ရှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသုံးထားတဲ့ဒီသင်္ကေတလေးတွေနဲ့ခက်ဆင်ဆင်ပဲထွက်လာလိမ့်မယ်เนาะအရင်အပြောင်းလဲသိမရှိဘူးเนาะဟုတ်ပြီအဲ့ဒီတော့ဒီကျွန်တော်တို့ဒီ drawing လေးတွေကို standard ကြကြရေးဆွဲခြင်းနဲ့ဆိုလို့ရှိရင်ဒီသင်္ကေတလေးတွေကိုတည်ထားမှာဖြစ်မယ်เนาะအဲ့ဒီတော့ကျွန်တော်တို့ဒီ INC standard မှာဆိုလို့ရှိရင်ဒီ wire တွေတကြိုးနဲ့တကြိုးပေါ့เนาะဒီ drawing ဆွဲတဲ့နေရာမှာကန့်လန့်ပြမြင်းတွေရှိမယ်ထောင်းလိုက်မြင်းတွေရှိမယ်เนาะဒီမြင်းတွေကတကယ်တော့ wire ကြိုးတွေပဲเนาะအဲ့ဒီ wire ကြိုးနှစ်ချောင်းကကျွန်တော်တို့အပြင်မှာဒါအဆက်ဆက်ရှိနေတယ်ပေါ့เนาะဒီ wire ကြိုးနှစ်ချောင်းကဆက်ထားတယ်ဆိုလို့ရှိရင်ဒီ drawing ထဲမှာလမ်းကြောင်းကိုဒီလိုမျိုးလေးเนาะအပေါင်းဖြစ်အောင်ပေါ့เนาะတကြိုးနဲ့တကြိုးဖြတ်သွားတဲ့နေရာမှာဒီလိုအပေါင်းပုံစံလေးနဲ့ဖြတ်သွားတယ်ဒါဆိုရင်ဒီအပေါ်ကလာတဲ့ wire ကြိုးနဲ့ဒီကန့်လန့်ပြတ်သွားတဲ့ဝါယာကြိုးနှစ်ချောင်းဆိုရင်အဆက်ဆက်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ကသိထားရမယ်เนาะအဲဒီမှာနောက်တစ်ခုဒီထောင်လိုက်လာတဲ့ဝါယာကြိုးနဲ့ဒီကန့်လန့်ပြတ်သွားမဲ့ဝါယာကြိုးနှစ်ချောင်းเนาะဒီဝါယာကြိုးနှစ်ချောင်းကအဆက်ဆက်မရှိနေဘူးပေါ့เนาะအပေါ်ကလာရလဲအပေါ်ကဝါယာကြိုးသက်သက်ပဲဒီအောက်ကကောင်နဲ့မဆက်ထားဘူးเนาะဒါမျိုးတတိတတန့်စီဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ကဒီသင်္ကေတလေးကိုသုံးရမယ်เนาะဒီသင်္ကေတရဲ့လို့တော့မဟုတ်ဘူးပေါ့เนาะလမ်းကြောင်းဆွဲလိုက်တဲ့အခါမှာကျွန်တော်တို့ဒီလိုလေးခွာပြီးတော့ဆွဲပေးရမယ်ဒါ wire disconnected ဒီ wire ကြိုးနှစ်ချောင်းကဆက်ဆက်မှုရှိမနေဘူးဆိုတော့ဆိုတဲ့ဒီသင်္ကေတပေါ့နော်ဟုတ်ပြီအဲ့ဒီတော့ဒီမှာနောက်တစ်ခုက normally open contact နော်ဒါ normally close contact ဒါကျွန်တော်တို့ရှေ့မှာပြောခဲ့ပြီးသားနော်ရှေ့မှာပြောခဲ့ပြီးသားဒါဆိုလို့ရှိရင်ကျွန်တော်တို့ရိုးရိုး switch တွေရဲ့ on off switch တွေရဲ့ normally open ဖြစ်နိုင်တယ်ဒါဆိုရင် on off switch တွေရဲ့ normally close ဖြစ်နိုင်တယ်เนาะနောက်တစ်ခါဒီကျွန်တော်တို့ magnetic conductor တွေသုံးမယ်ဆိုရင် magnetic conductor တွေရဲ့ anode contact တွေဖြစ်နိုင်တယ် magnetic conductor တွေရဲ့ NC contact တွေဖြစ်နိုင်တယ်เนาะ relay ကိုသုံးမယ်ဆိုရင်လည်းအဲ့တိုင်းပဲ relay ရဲ့ anode contact relay ရဲ့ NC contact เนาะဟုတ်ပြီเนาะအဲ့ဒီတော့ anode contact ကရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ3နဲ့4နဲ့ဆိုရင် anode 1နဲ့2နဲ့ဆိုရင် NC ရပြီเนาะအဲ့နောက်တစ်ခုကဒီ magnetic conductor ရဲ့ coil ပေါ့เนาะ coil ရဲ့သင်္ကေတလေးကိုကျွန်တော်တို့ဒီလို၄တောင်းကွက်လေးနဲ့ဆွဲတယ်ဒီလိုလေးသူ့အတိုင်းလေးပဲအတိအကျလေးတွေပဲဆွဲပြီးပါเนาะမြင်းကဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်နော်မညီမညာကြီးတွေနဲ့ဆွဲထားရင်တိတ်အဆင်မပြေဘူးเนาะကြည်ရတာဟုတ်ပြီအဲ့ဒီတော့ဒါက magnetic conductor ရဲ့ coil ပေါ့เนาะ magnetic conductor ဆိုရင်ကျွန်တော်တို့ magnetic conductor မှန်းသိအောင် K လေးထည့်ပေးမယ်တချို့က MC လေးထည့်ပေးတယ်เนาะဒီ၄တောင်းကွက်ထဲမှာအဲ့တော့
relay ရဲ့ coin ဆိုရင်လည်းဒီလိုသင်္ကေတလေးနဲ့ဆွဲပေးလို့ရတယ် relay coin ဆိုရင်ဒီလေးတော့ထဲမှာ R ပေါ့နော်အတူကစလုံးလေးထည့်ပေးလို့ရတယ်ဟုတ်ပြီနော် relay အကြောင်းကတော့ကျွန်တော်နောက်ပိုင်းမှာရှင်းပြသွားမယ်နော်အခုကတော့ magnetic connector အကြောင်းပဲရှင်းပြသေးတယ်နောက်တစ်ခုကတော့ဒါ pilot light ဆိုတာက line နဲ့ neutral ရရင်သူလည်း line နဲ့ neutral ရရင်အလုပ်လုပ်တဲ့မီးလုံးတစ်လုံးပဲနော် panel ပုံးဒီမှာသုံးတဲ့မီးလုံးပေါ့နော်အဲ့တော့သူ့မှာ contact ကနှစ်ခုရှိတယ် H1 နဲ့ H2 နော် H1 ကို line ပေးထားမယ်ဆိုရင် H2 ကို neutral ပေးထားရမယ် H2 ကို line ပေးထားရင် H1 ကို neutral ပေးလို့ရတယ်နော်အတူတူပဲနော်ဒါပေမဲ့သင်္ကေတနဲ့ဆိုရင်ဒီပုံစံလေးနဲ့ဆွဲပေးရမယ်နော်ဟုတ်ပြီအဲ့တော့ဒီမှာနောက်တစ်ခုနော်ကျွန်တော်တို့ရှေ့မှာတော့ post button အကြောင်းကိုရှင်းပြခဲ့တယ်နော် post button အကြောင်းကိုရှင်းပြခဲ့တယ်အဲ့တော့ဒီကောင်လေးကဒါ post button no spring return ပေါ့နော် no spring return လို့ရေးထားတယ်အဲ့တော့ဒါ post button ရဲ့ no သင်္ကေတကိုပြောတာနော် post button ကျွန်တော်တို့ကရှေ့မှာတော့ကျွန်တော်လည်း standard ကြကြကြီးရေးဆွဲခဲ့တာမဟုတ်ဘူးနားလည်လို့ရအောင်ပဲရေးဆွဲပြခဲ့တာနော်အဲ့တော့တကယ်no contact လေးကိုဒီ post button ရဲ့ no contact လေးကိုရေးဆွဲမယ်ဆိုရင်ဒီပုံစံလေးနော်ဒီလိုအကောက်ကလေးပါတယ်ဒီပုံစံလေးဆွဲမှသာဒါ no post button ရဲ့သင်္ကေတအမှန်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုက NC post button ရဲ့ဒါသင်္ကေတအမှန်လေးနော်ဒါဆိုရင်ကျွန်တော်တို့ကသင်္ကေတကိုကြည့်လိုက်တာနဲ့ဒါ post button ရဲ့သင်္ကေတဆိုတော့တန်းပြီးတော့သိတယ်နော်နောက်တစ်ခုကတော့ဒါ emergency switch ရဲ့ no သင်္ကေတလေးနော် emergency switch ရဲ့ no သင်္ကေတလေး emergency switch ကိုသုံးထားတယ်ဆိုတာကိုကျွန်တော်စာနဲ့ရေးပေးစရာမလိုတော့ဘူးနော် e-store လို့ရေးပေးစရာမလိုတော့ဘူးဒီသင်္ကေတလေးကြည့်လိုက်ရုံနဲ့ဒါ emergency switch ကိုသုံးထားတယ်ဆိုတာကိုတန်းပြီးတော့သိရမယ်နော်ဒါပေမဲ့ကျွန်တော်တို့ drawing ဆွဲတဲ့နေရာမှာတော့ဒါဒီနိုင်ငံထဲမှာပေါ့နော် standard ကြားတယ်မကြဘူးဆိုတာတယောက်နဲ့တယောက်ရေးဆွဲတဲ့အခါမှာနားလည်ဖို့အတွက်ကိုကျွန်တော်တို့ကတောင်းတန်ရုံလမ်းကြောင်းလိုက်ကြည့်တတ်တာနဲ့နားလည်ဖို့အတွက်ကိုကျွန်တော်တို့ကနာမည်လေးတွေထည့်ထည့်ရေးပေးထားတယ်နော်ဒါက emergency switch ရဲ့ NC contact ကဲဟုတ်ပြီအဲ့တော့ဒီမှာနောက်တစ်ခုကကျွန်တော်တို့ selector switch တွေနော် selector switch တွေကိုသုံးမယ်ဆိုရင်ဒီသင်္ကေတလေးနဲ့ရေးဆွဲပေးရတယ်နော်ဒါပေမဲ့ကျွန်တော်တို့ကဒီသင်္ကေတတွေကိုအကုန်လုံးကို EDMU လိုက်မှတ်နေလို့ရှိရင်ကျွန်တော်တို့ပုံဆွဲတဲ့ခါကျတော့ပို့ပြီးတော့ရှုပ်ထွေးသွားလိမ့်မယ်နော်ရှုပ်ထွေးသွားမယ်ဆိုတာကိုအုံနောက်ထဲမှာမှတ်တာတွေများသွားမယ်အဲကြောင့်မလို့ဒါကိုတော့ရှေ့တုန်းက no သင်္ကေတအတိုင်းလေးပဲပေါ့နော် no သင်္ကေတအတိုင်းလေးပဲရေးဆွဲပြီးတော့မှဒါဆိုရင် selector switch ဆိုရင်S1 ပေါ့နော်ဒါမျိုးလေးတွေ S2 ပေါ့ဒါမျိုးလေးတွေနာမည်လေးနဲ့တွဲပြီးမှတ်ရင်လည်းရတယ်အဆင်ပြေတယ်နော်ဒီနိုင်ငံထဲမှာကတော့ကျွန်တော်တို့ရေးဆွဲတာကတယောက်နဲ့တယောက်နားလည်အောင်ရေးဆွဲဖို့လိုတယ်နော်တကယ် standard ကြရေးဆွဲမယ်ဆိုရင်ဒါ selector switch ရဲ့ no contact ဆိုရင်ဒီပုံစံလေး73 14ပေါ့နော်ဒါ no contact selector switch တွေကိုသုံးမယ်ဆိုရင်ဒီနှိမ့်မဲ့နေရာလေးပေါ့နော်လှည့်မဲ့နေရာလေးမှာဒီပုံစံလေး selector switch တွေရနော်ပြီးတော့ဒါ selector switch ရဲ့ NC contact နော်ဒါလည်းသိထားဖို့လိုတယ်နောက်တစ်ခါ key switch တွေကလည်း key switch ရဲ့ no contact ဆိုရင်ဒီသင်္ကေတလေးနော်သူထိပ်လေးပဲကွာသွားတယ်နော်ထိပ်ကပြထားတဲ့ပုံလေးပဲကွာသွားတာဒါက key ပုံလေးပေါ့နော် key line ပုံလေးဒီမှာလည်းဒါ key switch ရဲ့ NC contact